ilm pinya shafi jindi abemya yeji dani sodi ko phobya tha do ayat alhamdulillah tamano mya sallallahu alaihi wasallam lathek ka tabuk sipwe ko ma thwat de du ri ayeyu khan ya ro nauk that phit la de sipwe ma along thwat ja ro le adi akha ashin myak ka di ayat ko cha pi ro mu ke de di ayat ma Allah lan thwat da ayeji de lo Tadana pinya shafi bi pian le mya we pi da le aye ji jaung shin lin thin sha swa miat tha de wa ma kana al mu'minuna liyanfiru kaffa falawla nafara min kulli firqatin منهم طائفة ليتفقهوا في الدين ولينذروا قومهم إذا رجعوا إليهم لعلهم يحذرون توبي مؤمن يوجي دنيادي يوم جان سيبويدو متوتايبي توبي يا تورو ريغا أوزو دايماလူတစုစီသာထွက်ကြရမည်သို့မှသာဉာဏ်လူများသည်သာသနာနှင့်ပတ်သက်၍အသိပညာများကိုသင်ယူစည်းပူးနိုင်ကြမည်ဖြစ်သည်ထို့နောက်သူတို့သည်သူတို့၏အမျိုးသားများအားစစ်ပွဲမှသူတို့ထံသို့ပြန်ရောက်လာသောအခါ၎င်းတို့သတိပြုအပြစ်ရှောင်နိုင်ကြရန်အတွက်အရှင်မြတ်၏အမိန့်တော်များကိုသင်ပြပေးပြီးသတိပေးနှိုးဆော်နိုင်ကြမည်ဖြစ်သည်Quran Surah 9 Ayat 122ဒါကြောင့်သာသနာအလင်းပညာရှာဖွေခြင်းကိုနေ့စဉ်အချိန်တစ်ချိန်ထုတ်ပြီးရှာဖွေဖို့အရေးကြီးပါတယ်အရှင်မြတ်ကဒီယတဖကာဟူဖစ်ဒီန်သာသနာပညာသိရှိနားလည်ဖို့ဆိုပြီးနာမည်တက်ကမိတ်ထားသည်ကိုသတိပြုသင့်ပါတယ်ဒါရင်မကသေးဘူးပြန်လဲသင်ပြမျှဝေပေးဖို့ပါတစ်ဆက်တည်းမိတ်ထားတဲ့အတွက်ကုရ်အာန်တရားရဲ့အဓိပ္ပာယ်ကိုသိရှိနားလည်လိုက်တာနဲ့သာသနာအလင်းပညာသင်ယူသင်ပေးခြင်းဟာဘယ်လောက်အရေးကြီးတယ်ဆိုတာရှင်းရှင်းလင်းလင်းသိလိုက်ရပြီမဟုတ်လားဒါကြောင့်အခုဒီနေ့အတွက်တရားယတ်ကိုသင်ယူလိုက်ကြပါစို့နောက်နေ့တွေလည်းတရားယတ်ကိုသင်ယူနိုင်အောင်ဆက်လက်တင်ပြပေးပါမယ်အင်ရှာအလ္လာဟ်ပြန်လဲတင်ပြမျှဝေနိုင်ဖို့အရေးချင်းရှိအောင်ကြက်မှတ်ထားဖို့လိုပါတယ်အရှင်မြတ်တောဖီကပေးတော်မူပါစေအာမင်ဆူရာဖာတီဟာမတတိယအာယတ်အရ်ရဟ်မာနီအနန္တကရုဏာတော်ရှင်ဖြစ်တော်မူသောအရ်ရဟီမီအလွန်တနာကျင်နာတော်မူသောအရှင်အရ်ရဟ်မာနီရဟီမ်ထိုအရှင်မြတ်သည်အနန္တကရုဏာတော်ရှင်အလွန်တနာကျင်နာတော်မူသောအရှင်ဖြစ်တော်မူပါသည်ကုရ်အာန်ဆူရာ1အာယတ်3ကြက်မှတ်ထားရန်ဆရာဟာရှင်တင်မြင့်